ဦးဝင်းတင်ကကြက်ခွက်လက်ပုတ်တိုင်းရွာထဲက BBC များမမြင်အောင်သူ့အိမ်မှာကိုမင်းစိုးနဲ့ကိုမြင့်လင်းတို့ကိုခေါ်ပြီးအထမ်းချက်ပဲဝယ်ပုတ်လိရှိတယ်။ဘာကြီးကျော်နဲ့ဦးချင်းညွန့်ကကြက်ပွဲအခြေအနေတုံးသက်ပြီးအားနည်းချက်အားသာချက်တွေကိုကြည့်ရှုကာအားလုံးတိုင်ပင်ရတယ်။ဦးဝင်းတင်ကြက်တွေဟာအိမ်မြောက်ဘက်ကလေကွင်းအိမ်အနောက်ဘက်ကဝေးရဘောစကိုင်းတော်ဤတစ်ပင်ပန်းပင်လေးနဲ့အရေးအာဝဒကောင်းလွန်ပြီးအိမ်တောင်ဘက်ကလည်းမကြီးပင်တွေအရေးတွေနဲ့အိမ်ရှိဘက်ကလည်းဦးကျော်မြိုင်လေးအိမ်ကတနခါပင်စိုက်ခင်းတွေနဲ့အဲ့ဒီတော့ဦးဝင်းတင်ကြက်တွေအတွက်မဟာအောင်မီယာကြက်လုံကွင်းနေရာအကောင်းဆုံးလို့ထင်ပါတယ်ကျွန်တော်ရဲ့ဆရာဦးချက်ကြီးပြောသလိုတနခါတော်တဲ့နေတဲ့ကြက်မကြီးပင်အရေးအောက်နေတဲ့ကြက်အဝေးရဘောစကိုင်းတော်တဲ့နေတဲ့ကြက်လေကွင်းတော်ထဲမှာနေတဲ့ကြက်ဆိုတာဦးဝင်းတင်ရဲ့ဂရုစိုက်မှုနဲ့ပေါင်းဆက်လိုက်ရင်အောင်မြင်မှုကမဝေးတော့ဘူးလို့ထင်ပါတယ်ဒါနဲ့ကျွန်တော်တို့ဦးဝင်းတင်ကြက်ဦးစိန်9ပွဲမြောက်ဆလီချက်နဲ့ဆလီချက်က10ပွဲသက်နာမည်ကြီးတွန်လန်ကြားမရှောင်ဆိုပြီးဩဇာတော်ချက်ဝိုင်းမှာနာမည်ကြီးနေတယ်။ဩဇာတော်ချက်ဝိုင်းကိုတရကုန်းရွာကဦးဝင်းတင်ဦးစိန်ကြီးနဲ့ဦးချင်းညွန့်ဦးရန်အောင်ကိုမင်းစိုးနဲ့ကိုမြင့်လင်းအခြားရွာမှချက်ဝိုင်းနာရှင်များစုစည်း၍ကြောက်ပန်းတောင်မှကားငါးကဩတိုင်တို့ချက်ဝိုင်းတို့တွားရာချက်တိုင်းကဆလီချက်နဲ့ကပ်ပါလေရော။ဦးစိန်ကြီးရဲ့ချက်ကူကဆရာကြီးဦးရန်အောင်ဆလီချက်ကူနာမည်တော့မသိပါဘူး။ဆလီချက်ကခုံမြင့်ပြီးအမားပူဖွဲ့စည်းပုံမကောင်းဘူးနောက်ပြက်လဲစားတူတယ်တရကုန်းရွာကဦးစိန်ကြီးကလေးတိုင်းစင်နှစ်ပတ်စလုံးကဝိတန်းကမသိမရင်လက်ရင်ကြီးတသိန်းတောင်လွှတ်မင်းဟုဆလီချက်ရှင်ကပြောပြီးဒီလိုနဲ့ကြက်ပွဲဖြစ်သွားရောပထမကြီးဆလွတ်တာနဲ့ဦးစိန်ကကြက်ပုတ်တူရှည်နဲ့လေးလုံးတိုက်အတင်းလိုက်ပုတ်အတင်းလိုက်ဆက်နဲ့ဆလီချက်တွန်တန်ကြားမရှောင်ကြီးချွန်းထိတ်ရင်ညွန့်ထိတ်အသက်ဆူးရဖြင့်ခုံသွားနဲ့ဟန်ချက်ပြက်ခါနောက်ဆုတ်ကာရင်စီးထောက်တော့ကောက်ကုကျင်ရသွားလို့ပထမတရေပြီးသွားလေရဲ့ဒုတိယရေမှာတော့ဆလီချက်ခွလုံးကဟူစိန်ကြီးကိုကျွတ်ကျွတ်လွတ်လွတ်နာသွားအောင်ခွတ်တာမတွေ့ရပါဘူးဆလီချက်ခြေပိုက်နေလို့ထင်တယ်ဟူစိန်မျက်နှာဒဏ်ရာမကပ်ဖဲဆလီချက်ခွလုံးလာပြီးတိုးခံရင်ဟူစိန်ကပရွဲဆွဲခွတ်လိုက်တာနှစ်ဆက်နေရင်းနဲ့ပယိုးမျက်ထိတ်အသက်ဆူးအားဗရဘွားနဲ့မျက်လုံးစုံကန်းကဆလီချက်ရှုံးသွားပါတော့တယ်ဆလီချက်ရှင်ကဒီတခါတော့ကျုပ်လူချက်ဝစ်လေတာထင်တယ်အရင်10ပွဲမှာ9ပွဲစုံကန်းအောင်ခွတ်တာပဲကြံ3ပွဲကအသေးခွတ်တာဟုပြောပြနေတယ်ပွဲပြီးတော့ကြက်ကူဦးရန်အောင်ကိုဆလီချက်လောင်းသမားကခမားတို့ချက်ဘလူချက်နဲ့ခွတ်လက်ပုတ်လဲဟုမေးတော့ကြက်ကူဦးရန်အောင်ကကျုပ်လူချက်ငရဲကြီးလွတ်တယ်ဟုပြောလိုက်တယ်ငရဲကြီးလွတ်တယ်ဆိုတာဝေဒနာမခံစားရပဲတခါတည်းအသေးခွတ်တာကိုပြောချင်တာဖြစ်ပါတယ်ဒီလိုနဲ့ကြက်ကူဦးရန်အောင်ကဆလီချက်အချင်းနေရာကအသက်ဆူးရစကားပေါက်တွေရေးနိုင်ရင်အရှုံးပေးမယ်လို့လှမ်းပြောနေတယ်ဗျဆလီချက်ကိုဟူစိန်အနံယူပြီးတရကုန်းရွာအပြန်ရွာလေကျောင်းမှာဘာကြီးကျော်ကမောင်ဝင်းတင်ချက်ထိုက်ခဲ့ရလားမေးတော့ဦးဝင်းတင်ကဆလီချက်ရှင်ကမုံစမ်းချခြင်းလို့စကားအစိတ်သွားပို့တာဟုဦးဝင်းတင်ကအရှုံးဖောက်ပြီးပြောပြပါတော့တယ်အမှန်ကတော့ဆလီချက်အခါပြက်ချိန်ဒီတိုက်เสียဘက်ကမရှိပြင်းရင်ကျွေးရင်ခွတ်ပတ်ဝေးနေတော့ခြေထုတ်မခွတ်နိုင်ပဲအနိုင်ရလိုက်တယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒီလိုနဲ့ဟူစိန်ဆလီချက်ကို9ပွဲမြောက်နိုင်တဲ့အချိန်ဦးချင်းညွန့်အိမ်အရှိဘက်ကဦးဖိုးအေးဆိုတဲ့တောင်လူကြီးကနွားရောင်းဝယ်သမားလုံနေချိန်ကပန်းကုန်းရွာမှနွားသမားတွေကတရကုန်းရွာကဟူစိန်မျိုးရိုးလိုချင်ရေးမေးကြည့်ရာဦးဖိုးအေးကငါအိမ်မှာသူ့ဖိုးဗန်သိန်းမျိုးဆက်တွေရှိတယ်ဆိုပြီးကပန်းကုန်းရွာကနွားသမားတွေကိုဗန်သိန်းမျိုးတစ်ကောင်ဘလောက်ဈေးသက်မှတ်၍ရောင်းကြလေတယ်တယောက်ကိုတစ်ကောင်သုံးပဲရောင်းပေးမယ်နှစ်ကောင်မရောင်းပါကြောင်းသူကျက်မျိုးချက်ရှင်ဦးချင်းညွန့်သိရင်ငါအစဲခံရလိမ့်မယ်ဟုပြောတယ်ကံကောင်းခြင်းတော့ဦးဖိုးအေးရောင်းလိုက်တဲ့ချက်တွေကကပန်းကုန်းရွာနာပတ်ဝန်းကျင်နိုင်တာများနေတော့ကပန်းကုန်းရွာကမူလနွားသမားပေါ်တဲ့ရွာကယခုချက်သမားတွေပေါ်တဲ့ရွာဖြစ်သွားပါတယ်တရကုန်းရွာကဦးဝင်းတင်ချက်ဟူစိန်ကြီး6ပွဲမြောက်ကျွန်တော်နဲ့တငယ်ချင်းအောင်ဆိုအေးလက်ပံပင်ချက်ဝိုင်းမှာအတူကြည့်ဖြစ်ခဲ့ပါတယ်လက်ပံပင်ချက်ဝိုင်းပုပ်ပွားတောင်မကြီးကိုမြင်ရတဲ့အတိုင်းတဲတိုက်တစ်ခုရဲ့အနောက်ဘက်ကလက်ပံပင်ကြီးကရွက်နုတွေဝေနေတဲ့အချိန်ဆိုရွာနီးပတ်ဝန်းကျင်နဲ့နေတကာချက်အစုံစတဲ့ချက်ဝါနာရှင်များလာရောက်ပြီးချက်ပညာဖလှယ်ကြတယ်တရကုန်းရွာဦးဝင်းတင်ကဟူစိန်ကို6ပွဲတိတိတိုက်ခဲ့ပြီးဟူစိန်ဆိုတာရေထဲမိုးထဲမှာတစ်ချက်သေးကိုက်ခွတ်ပြီးတစ်ဖက်ချက်တီးသွားလောက်အောင်ခွတ်ပြီးငုတ်တော်ကြတော့ချက်ဖြစ်တယ်သူ့အလှည့်ပေးရင်ပြန်မထနိုင်လောက်အောင်ပြန်စည်းတယ်ပြီးကိုရဲရဲဝုန်းမကြည့်ရဲလောက်အောင်တဲမရလောက်အောင်ပြပြခွတ်နိုင်တဲ့ရှိတဲ့ချက်မျိုးဖြစ်တယ်ဟူစိန်မျက်လုံးကဂျိုးမျက်လုံးလင်းမြန်တွက်လက်တယ်အသက်ကစကိပါသားလို3မြောင်းလုံးဘက်ကလည်းအသက်လုံးအတော်ကြီးပြီးအနက်ရောင်ရှိတယ်ဟူစိန်ရဲ့ဝေတန်းကတပိတ်တာ90တန်းဒီလိုနဲ့ပွဲဖြစ်ခင်ပြောစကားတွေအရညောင်သာချက်သမားကြီးဦးမြင့်ဆွေကကြောင်သူပြချက်ကူမောင်သေးဝင်းအဲ့ချက်ကိုရံမရှာနဲ့ငါပြောမယ်မောင်သေးဝင်းမနစ်ကညောင်သူမောင်မှုချက်နဲ့တဝိုင်းငါးချက်နဲ့ကတဝိုင်း
ညောင်သာကြက်သမားဦးမြင့်ဆွေကြက်နဲ့တဝိုင်းဈေးကုန်းကြက်သမားကြီးဦးစိန်ကြက်နဲ့တဝိုင်းအဲ့ကြက်တွေနဲ့တိုက်ပြီးပြီအဲ့ဒါကြောင့်မင်းတို့ကြောင်သူဆိုးဦးဇေယျပြန်ကြက်ကဒီရကုန်းကိုဝင်းတင်ကြက်ဦးစိန်ကိုတေအောင်ခွတ်နိုင်မှနိုင်မှာဟုညောင်သာရကြက်သမားကြီးကိုမြင့်ဆွေကအတိအကျပြောလိုက်တယ်ဒီလိုနဲ့ချက်ချင်းစုပြီးလက်ရင်3သိန်း3000ကြီးတိုက်ပစ်ခဲ့တယ်တိုက်မယ်ဆိုတော့ချက်ကူတွေနှစ်ပတ်စလုံးစီးတရန်လက်ပတ်မင်းဝိုင်းတိုင်ကလှမ်းခေါ်လိုက်တယ်ဒီမှာကြက်ဝိုင်းအတုံးလုံးကြက်ဝိုင်းစီကမ်းများကစီးထောက်ရင်ကုပြေးရင်ရှုံးဇုံကန်းတောင်ကျိုးပေါင်ကျိုးဖြစ်ခဲ့ရင်ရှုံးပေးရပါတယ်အမှားသားချင်းတီးခံစသဖြင့်ပြောကြပြီးနဂါးကောင်းလှည့်ရရက်ကိုကြောင်သူရွာကူဆိုးချက်ကကြပြီးချက်ပွဲကအတော်နဲ့စီးတယ်ပြီးမရနဂါးကောင်းရင်းဝင်ပြီးရင်မိမိချက်ကန်းတတ်သည်အဲ့ဒါကြောင့်နဂါးကောင်းပိုင်းအရက်မနေကျင်ကြဘူးနဂါးအမိပိုင်းသာနေကျင်ကြတယ်နေရာချင်းဆိုတော့လေကြက်သမားကြီးအဆိုင်တွေဆိုတော့နေရာမချင်းပေးကြဘူးဒီလိုနဲ့ဖိုးကုန်းရကြက်သမားကြီးဥပေါ်ထွန်းကတောင်ထဲမလွတ်ရင်ကန့်လန့်လှုပ်ဖို့ဝိုင်းစီနာမှာအော်ပြောလိုက်တယ်ကြောင်လူရရဲ့ကြက်နာမည်ကဇရက်ပြန်တော်ယုံသိန်းငယ်ကြီးကန်းဇရက်တီတူရှိရာတစ်ပင်အောင်တစ်ပင်ပေါ်ကိုမနာရဲအောင်လိုက်ခုတ်တီဟုကြက်ပွဲစားလုံးမှတီးခဲ့ရတယ်ဒါကြောင့်မို့လဲဇရက်ပြန်ဟုနာမည်ပေးထားတာကိုဇရက်ပြန်ကြီးကကြက်နီရင်ကုန်ပြည့်ခြေလုံးပြည့်ပြီးကြက်ပုတ်ကြက်ဆက်အားအလွန်တန်နေခုံစုတီဟုတီးရတယ်ကြက်ခုံကြက်လုံးကြက်သက်တူးတယ်ဝိတန်းတပိတ်သား80တန်းရှိပြီးတောင်ဘက်နှစ်ဖက်စလုံးညာဘက်လက်ရင်တောင်3ချောင်းဘယ်ဘက်လက်ကားတောင်4ချောင်းကိုအချီကျိုးနဲ့အတောင်ဆက်ထားတာကိုဟူစိန်ကြက်ပွေးတဲ့ကျွန်တော်ကကြောင်သူဇေယျပြန်ကိုလက်တွေ့အနီးကကြည့်ခဲ့ရတယ်ပြန်စီဘွား3ပွဲ2ကောင်အသေးခွတ်ထားပြီးငုတ်အတော်ကိုကြတယ်ဟုသိရတယ်ကြောင်သူရရဲ့နာမည်ကျော်ကြက်ဖြစ်တဲ့ကြက်2ကောင်စလုံးကတက်ယူအပျော်စမ်းတွေအပျော်စမ်းဆိုတာအသက်လက်သက်စစ်ခွဲကျော်20လောက်ကိုပြောတာပါအမာခွဲဆိုတာကြည်ဘူးစပယ်ဘူးလိုပုံစံတွေကိုအမာခွဲလို့ခေါ်ပါတယ်ကြောင်သူကိုစိုးဇေယျပြန်ကကြက်အလိမ်မာခြေကောင်းဒါကုန်းဦးဝင်းတင်ကြက်ဟူစိန်ကကြက်မိုက်ခြေကောင်းဒီလိုနဲ့ပထမတီဆက်လို့တော့ကြောင်သူဇေယျပြန်ဆက်လို့ချင်းအကတ်မခံပဲခံစစ်ကိုဦးစားပေးပြီးကြက်ရိုက်ကြက်ကလာရင်စီးဖျဲထားလိုက်အဆိုင်မာလေးနဲ့ခွတ်တာဗျဒီလိုနဲ့တူဝင်ကိုဝင်ဆန်ကန်ကြတာ2ကောင်စလုံးပေါင်တွေဘိုက်တွေတဘိုးတန်းတွေဇေယျပြန်ကအနာတရနဲပြီးခြေဝင်နှိမ့်နဲ့ဟူစိန်ကအနာတရပိုများများရသွားတယ်ဒီလိုနဲ့ဦးစိန်ကဇေယျပြန်ကိုပိတ်ချိန်ကားချိန်မရအောင်လေချင်းနှီးနှီးကြက်တိကြက်အပ်တိပလာပုတ်လိုက်အတင်းဖိလိုက်ဆွဲတီးကြိုက်ဖို့အတင်းစဉ်းစားခြင်းမရှိပဲဒေါသကြီးလိုက်ခွနေပေမဲ့ဥတီယာမရှိငှက်ပြောတော့တဲ့ခဲပြင်းနေလိုမျိုးခုလုံးတော့ဖုံးပါရဲ့အတောင်နဲ့ခြေရောပြီးဇေယျပြန်မျက်နှာဒဏ်ရာမကပ်ပဲငှက်ပြောတော့တဲ့ခဲပြင်းနေလိုအတန်တာကြားနေရတယ်ချက်ပညာမှာတော့ကြောင်သူဇေယျပြန်ကကြက်ခွတ်လန်းတာနေတော့လက်ဖျားကတော့အထက်ကြီးပေါ့ဒီလိုနဲ့စီးထောက်လို့ကောက်ကူပြီးဒုတိယရေပြန်လွတ်တော့ကြောင်သူဇေယျပြန်ကတကယ်လဲအပြောနဲ့ညီပါတယ်ငုတ်ကြခုံသူအတိုင်းပဲဒီရကုန်းရွာဟူစိန်လေပင်ဘိုက်အပေါက်တွေဆူတာစကားပေါက်အတိုင်းပဲဗျအဆူခံရတာအဆိုးဆုံးကဘိုက်ကိုဆူလိုက်တာတွေးဒီဗရဘွားနဲ့တောင်ထိတ်ကိုလည်းဆူထားသေးတယ်အကျဉ်းနေရာတွေပဲဆူထားလေရဲ့ကံကောင်းတာကခေါင်းကိုမဆူသေးတာဟူစိန်ကကြက်မိုက်ဆိုပေမဲ့တင်းမခံဘူးကြက်ဖောကြက်ရောကောင်းတယ်ဒီလိုနဲ့ပဲဇေယျပြန်ခွာအားလျော့သွားချိန်သူပြန်ခံရတယ်ဟူစိန်ကခွတ်တဲ့ခြေကအချက်ရည်ဝေးခြေမကြိုပဲ3ရီမြောက်ရောက်မှပြန်စီကျွတ်ကိုအောင်မချခဲ့လေလားမှတ်ရတယ်။ဦးစိန်ကြီးအမောဖောက်ကတောင်ပန်ကြီးဖြန့်ကဝိုင်းလေ၌ဇေယျပြန်ရဲ့အသက်ဆူးရများကြောင့်ဝိုင်းလေမှာတွေးဒီဒဏ်ရာများနဲ့လဲပါတော့တယ်။ဒီလိုနဲ့ဒီရကုန်းရရဲ့ကြက်ဦးစိန်ကိုရက်တော်မူပါအောင်ဆိုပြီးကြောင်သူဇေယျပြန်ဘက်ကလောင်ကြီးသမားများကလှောင်ပြောင်ကြကုန်ရော။ရက်တော်မူပါအောင်ဆိုတာကကြက်အထိနာဒဏ်ရာများနေမရက်နိုင်တော့ကြောင့်လှောင်ပြောင်ပြောခြင်းဖြစ်ပါတယ်။ထိုအချိန်ကြောင်သူရဘက်မှလောင်သားသောဖိုးကုန်းရွာမှကြက်သမားကြီးဥပေါ်ထွန်းနှင့်ဦးမြင့်အောင်ကညောင်သားကြက်သမားကြီးဦးမြင့်ဆွေကဲဘလို့လဲမောင်မြင့်ဆွေမင်းတို့ဟူစိန်ဘက်ကနိုင်မယ်ထင်သေးလို့လားကြောက်ခဲရေပေါ်တဲ့ထုံးတဲ့မရှိတော့ဘူးကွာဆိုပြီးလောင်ပြောင်ပြောနေလေရဲ့ဥပေါ်ထွန်းကမင်းတို့ဟူစိန်ကြီးထိုင်ရောထားနိုင်သေးရဲ့လားမောင်မြင့်ဆွေမင်းတို့ဟူစိန်ကြီးကအပြောနဲ့မညီသေးပါလားဒီလိုနဲ့အေးပါကွာငါတို့ဟူစိန်ပြန်လာနိုင်မယ်ဟူစိန်မတိသေးမရှုံးသေးဘူးဟုပြောလိုက်တယ်ကြောင်သူရသားများကလည်းဟူစိန်အသက်ကစကေပါသားများလို3မြောင်းအယောင်ကအနက်ရောင်ပါပေမဲ့ဖျားလူလာတာဖြစ်မယ်ကွာဟုကြောင်သူဇေယျပြန်ဘက်ကလူများကအလောင်ပြောင်ကြပြန်ရောဖျားလူတွေဆိုတာကကြက်ကအောင်စာကြီးတွေကတည်တတ်တဲ့အထိအသက်တွေရှိပါနေလေရဲ့အသက်နဲ့မခွတ်တော့အခါပြောဆိုလို့ရှိတဲ့စကားဖြစ်တယ်ဦးမင်းဆွေကလည်းဒိုးလက်များပေးခဲ့ရင်မင်းတို့ဇေယျပြန်မနှွဲ့နဲ့ပေါ့ကွာဆိုပြီးတစ်ဖက်နဲ့တစ်ဖက်စကားလုံးစစ်ထိုးနေကြလေတယ်ဒီလိုနဲ့3ရီမြောက်ကောက်ကူချိန်ရောက်တော့ကြက်ကအစာတောင်းတီဟုဆိုပြီးကြက်ကူဦးချင်းညွန့်ကဒီရကုန်းရွာကဦးသိန်းအောင်ကိုဆံဝါးခိုင်းတယ်
ဦးသိန်းအောင်ဆံဝါပေမဲ့လည်းဟူစိန်ကျက်ရှင်ဦးဝင်းသိန်းလောက်ဘယ်သူမှဆံဝါတာမတော်ကြပါအဲ့ဒါကြောင့်ဦးဝင်းသိန်းကိုလိုက်ရှာကြလေတယ်ဟူစိန်ကြီးဝိုင်းလေလဲနေတော့ဘာကြီးကျော်ကကျက်ရှင်ဦးဝင်းသိန်းကိုလမ်းလျှောက်ဆိုလို့ကြက်ဝိုင်းပတ်ချလဲပစိုးလေးမှပြီးဟိုနေရာတိုးကြည့်ဒီနေရာတိုးကြည့်လုံနေတာပေါ့ကျက်ရှင်ဆိုတာအဲ့လိုလမ်းလျှောက်ပေးရပါတယ်ယနေ့ခေတ်မှာတော့တိတ်မတွေ့ရတော့ပါဘူးဒီလိုနဲ့ဦးဝင်းသိန်းရောက်လာတဲ့အခါဆံဝါခိုင်းပြီးဦးဝင်းသိန်းကမင်းတို့ကအမဲကြောက်ဆိုရင်ငါ့ကိုသတိမရဘူးမကြီးရတဲ့ဆံဝါကြငါ့ကိုသတိရတယ်နော်ဟုပြောလေတယ်ဦးချင်းညွန့်ကဟူစိန်ကိုကုပြီးဆံဝါပြီးသားကျွေးပြီးရေနှဲငယ်တိုက်၍လေးရီမြောက်ကိုဆလွတ်ပါတော့တယ်ကြောင်သူစရဲပြန်ရဲ့ခွလုံးတွေကဒဏ်ရာပေးမှန်နေတော့ခွင်ရင်းနဲ့ဟူစိန်ဇက်တွေလည်းဖူးရောင်နားလဲပင်မကြာခဏထိလို့ခဏခဏអော်နေရတာပါပဲဒါပေမဲ့ခြေကတော့မကြသွားဘူးဗျအတုံးချက်နှစ်ချက်လောက်တော့ပြန်ခွတ်နေတာပါပဲဟူစိန်ကြီးကဘေးတိုက်ခံလိုက်အတောင်ကြီးဖြန့်ပြီးခံလိုက်နဲ့အတောင်တွေဆုပ်ပြတ်တဲ့မွေးသူကျက်တဲ့အယိုးရင်းမာမှုမာကုံတွေတဘာတွေနဲ့ပြည့်စုံခွတ်နိုင်အောင်ယုံနိုင်အောင်ကျွတ်ကောအောင်ငဲချီပြန်ပေါ်အောင်ဦးဝင်းသိန်းပေါ်မူတည်ပြီးရေးကျိတ်မိုးကျိတ်ဘားတပြန်ကြားတပြန်အခုလိုအခန်းတွေမှာဟူစိန်ကျက်ပေါက်ဘဝကမျက်နှာမငယ်ခဲ့ရတဲ့အခန်းတွေပေါ့ယခုတော့ပြန်တီဘဝသုံးပွဲမြောက်ဇရက်ပြန်ထဲမှာမျက်နှာငယ်ရမထနိုင်ပဲအလဲကွဲပါပဲအသက်ဆူရဘလက်ဘွားနဲ့ဟူစိန်ဝစ်လေပြီလားတောင်ထင်ရတယ်တစ်ချက်ခုတ်ခံရတိုင်းအော်၍မောဆိုပြီးကျွတ်စီမပြောင်းသေးသလားအဲ့တုန်းကဟူစိန်ကြီးကဝိုင်းလေအတောင်ကြီးဖြန့်ပြီးခေါင်းကတောင်ပန်အောက်ဝင်ကအော်နေရတယ်တကူကောင်းတာကကြောင်သူဇရက်ပြန်ကဟူစိန်ရဲ့ခေါင်းပဲရှာနေတော့ကြက်ကူဦးချင်းညွန့်ပို့ပြီးတော့ပင်ပန်းစေတယ်ကောက်ကူတာလည်းမရဒီတော့အချိန်ကြာမှဝိုင်းတိုင်ကကောက်ကူခိုင်းလို့ကုရီဆိုပြီးအော်ပြောမှနှစ်ဖာသလုံးကြက်ကူကြရတယ်ဒီလိုနဲ့ဇရက်ပြန်ကအမောမပြေဟူစိန်ကမထနိုင်ပွဲကအတော်လေးကြည်ကောင်းတာဗျလက်ဖျားကခောက်ချိုးပေးလိုက်ရတယ်တက်တောင်းကို4000ဖြစ်နေတယ်ဟူစိန်ကတပွဲလုံးအောက်ကြီးဟူစိန်ဘက်လောင်းထားတဲ့ကြောက်ပန်းတောင်သားများကဥဝင်းတဲ့ဟူစိန်တော့ရှုံးပြီဆိုပြီးတခြားချက်အဆိုင်များကတ်ကုန်ကြတယ်ဒီလိုနဲ့လေးရိမ်မြောက်ကောက်ကူပြီးဖိုးကုန်းရာကကျက်သမားကြီးဥဖို့ထုံးကတော့ကိုဝင်းတဲ့ဟူစိန်တော့ဒီတခါတော့ဝစ်လဲပါပြီကွာဒီလိုနဲ့ဦးစိန်ချက်ကူဦးချင်းညွန့်ကရေကိုင်ကိုမြင့်လင်းထန်းတို့ဩဇာရွက်တောင်းနေတယ်ချက်ကူဦးချင်းညွန့်ကဩဇာရွက်ယူပြီးလုံးချီကဟူစိန်ကြီးနှာဝါကိုတိတ်မှုတ်ပေးကကုလေတော့တယ်ဩဇာရွက်အနံ့ဟာနားဦးချင်းချက်အမောဆိုး၍ကျွတ်ကြံပါကပြန်လေ၍လန်းဆန်းစီတယ်လို့ဘာကြီးကျော်ကကျွန်တော်ဟာပြောပြမှုပါတယ်ဒီလိုနဲ့ငားရီမြောက်အလွတ်မှလဲဟူစိန်ပြန်၍ဥဆောင်ခုတ်ပေမဲ့ကြောင်သူဇရက်ပြန်ကခေါင်းပေါ်ခဏခဏအကျော်ခံချက်ဆိုင်လဲကာဆိုင်လေးပဲကာနိုင်တော့တယ်ဇရက်ပြန်လဲအောက်တွေပြုတ်နေ၍ကြောင်သူဇရက်ပြန်ရဲ့ခုလုံးတွေကြောင့်ဟူစိန်အား၅ချက်၂ချက်မခွတ်နိုင်တော့ပဲမထားနိုင်အောင်ဘိုက်မှာလဲအသက်ဆူးရစကပေါက်ပေါင်ထိပ်တွေလဲဆူးထားတာနှစ်ဖက်စလုံးဟူစိန်ခေါင်းပင်ပြန်၍မထောင်နိုင်တော့ပါဘူးအမောဖောက်ကငုတ်တုတ်တဲကန်နေချင်းပထမတစ်ချက်ကြောင်သူချက်ခွင်းစွပ်ဗလာတစ်လုံးခွတ်လိုက်ရာဟူစိန်ကြီးရဲ့ဂိုးတိုင်မှန်တယ်လို့မျက်ထိပ်ထိကအော်ပါလေရောကြောင်သူချက်ကူကရေတောက်ရနှင်ပေမဲ့ဇရက်ပြန်ချက်ကမတက်ပြန်တော့လဲခြေနဲ့မသွားနှုတ်နဲ့ဆန်းနေတယ်ဒီလိုနဲ့ဟူစိန်ကြီးရဲ့ပြန်မှန်ကြီးတစ်လုံးစတင်ခွတ်လိုက်ရာဇရက်ပြန်လဲမျက်ထိပ်ပြန်ထိသွားပြီးဘေးတစ်ထောက်အနေထားရောက်သွားချိန်ကြက်ဝိုင်းသဘောတဘာဝအရအောင်ကြီးချက်ကဆက်ခွတ်လိုက်တော့လူတွေအုံကြကုန်ရောပြူဒီလိုနဲ့ဇရက်ပြန်ကြီးဘေးတစ်ထောက်ကြီးဖြစ်နေချိန်ချက်ကူဦးချင်းညွန့်ကရေထဲမိုးတဲ့ဟူစိန်တက်ခုတ်ဖို့ကိုဦးချင်းညွန့်ဘယ်ဘက်လက်ကပဝါရေကိုညာလက်ထဲညှစ်ချပြီးဟူစိန်မျက်နာကိုဘယ်ညာရေတောက်ပေးကညာဘက်ကနေဘယ်တောင်ကြအောင်လေမုတ်တင်ဘယ်ဘက်ကနေညာတောင်ကြအောင်လေမုတ်တင်အမျိုးမျိုးဇရက်ပြန်စီတို့နှင်လေတော့တယ်ဒီလိုနဲ့ဟူစိန်ကြီးလဲတလန်းချင်းလှမ်းက၃လမ်းမြောက်အကွာဝေးနေရာကနေနှုတ်လွတ်ဗလာတစ်လုံးတိပုတ်လိုက်ပြီးနောက်ထပ်နှလုံးမြောက်ဆက်၍ခွတ်လိုက်ရလက်ပံပင်ချက်ဝိုင်းအင်းကလူတွေဟာဟူစိန်ဘက်လောင်းကြီးသမားတွေကအော်ဟဲ့အားပေးကတဲ့လူကကုန်ကြရောဒီလိုနဲ့ဟူစိန်ပြန်မှန်ကြီးနှလုံးမြောက်ကကြောင်သူဇရက်ပြန်ရဲ့အပေါ်နှုတ်ကပါဇက်သေးတို့ခောက်ဝင်ကကျိုးသွားလေတော့တယ်အဲဒီခုတ်ကွက်ကိုကျွန်တော်ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်းဖြစ်တယ်ပြောရမယ်ဆိုရင်အပေါ်နှုတ်ကအောက်နှုတ်မှာတွားထောက်နေတာဗျခေါက်ရိုးကျိုးပြီးတော့ဓာတောင်ဇရက်ပြန်ကဗလာနှလုံးရမ်းပြီးတော့ပုတ်နေသေးတယ်ဟူစိန်ရဲ့၃ချက်မြောက်ခွတ်လိုက်တဲ့မန်ကြီးကတော့ကြောင်သူဇရက်ပြန်ရင်ကောင်းတွေဖမ်းသွားပါတော့တယ်ကြောင်သူဇရက်ပြန်ရဲ့မျက်လုံးနှလုံးစလုံးမမြင်ရတော့ထောင်ဟက်ကဝါသားသားဖြင့်နှုတ်လိုက်ပေါက်နေသည်ကိုရင်ကောင်းဖမ်းတယ်ဟုခေါ်ပါတယ်အဲ့လိုနဲ့ပဲကြောင်သူဇရက်ပြန်ဇုံကန်နှုတ်ကျိုးကဒီရကုန်းရွာဥဝင်းတင့်ဟူစိန်ကိုအရှုံးပေးလိုက်ရပါတော့တယ်ဇရက်ပြန်ဘက်ကလောင်တော်ဦးမိုးနဲ့တခြားသူတွေအတော်လေးအထိနာခဲ့ပါတယ်ဟူစိန်နဲ့မှဇရက်ပြန်ရှုံးပွဲကြုံတွေ့ခဲ့ရပါတော့တယ်
ကျွန်တော်ရဲ့စိတ်မြင်သုံးသက်ချက်ကတော့အလိမ္မာကိုကြက်မိုက်ကခွတ်မရဘူးဆိုပေမဲ့ကြက်ဖက်ကြက်ချွတ်ကောင်းတဲ့ဇရက်ပြန်လဲဟူစိန်လိုအတင်းဝင်အတင်းထွက်ဂျွန်မိုက်ဇွတ်မိုက်ဒုံးမိုက်နဲ့ကြတော့ဇရက်ပြန်လဲခြေဝင်နေအောင်ရွေလျားဆုပ်ရင်းနဲ့ဟူစိန်ကိုနားအဆက်တွေခွတ်ခဲ့တာပါပဲဇရက်ပြန်ကပင်ကိုအတိစိတ်နဲ့လမ်းပြောင်းခွတ်ပေမဲ့ဟူစိန်ခွတ်လန်းတိုးလို့ငုံကြမြန်လို့နိုင်တဲ့အရင်နှစ်ပွဲနဲ့အခုဇရက်ပြန်လိုခုံစူးတဲ့ကြက်နဲ့တွေ့တော့ဟူစိန်မလားမပတွေးတွေထွက်အလဲကွဲပါပဲကံကောင်းလို့နိုင်တာလို့ပြောလို့ရပါတယ်ဟူစိန်လိုကြက်မိုက်ကြက်မဲကြက်မန်ဗလာအဝေးကလှမ်းပုတ်တဲ့ဆင့်ပြစ်ဗလာအလုံးတွေနှုတ်ထောက်ချေးရောက်အလုံးတွေဇရက်ပြန်ကြာမရှောင်နိုင်တော့ပါဘူးနာမည်ကြီးဇရက်ပြန်ရဲ့ဇက်သိန်းဟာဒီရက်ကုန်းရွာရဲ့တေမင်းတမန်ဟူစိန်ဖြစ်ခဲ့ပါတော့တယ်